အားလုံးပဲမင်္ဂလာပါရှင် Professional HR တယောက်ဖြစ်ဖို့စတင်နေတဲ့သူတွေအတွက်သတင်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Multinational Company တစ်ခုဖြစ်တဲ့အပြင် HR ဘိုင်းနဲ့ပတ်သက်တာကို73နှစ်ကျော်ကြာဝန်ဆောင်မှုပေးနေတဲ့မြန်မာတို့ A1 Consulting မြန်မာရဲ့တနင်္ဂနွေတစ်ချိန်နောက်ဖွင့်လှစ်တင်ကြားပေးတဲ့ HR Skill Hub Shaping Future HR Leader Training Program လေးမကြာခင်ဖွင့်လှစ်ပေးသွားတော့မှာဖြစ်ပါတယ်။ဒီ training လေးကိုတော့ HR career ကိုစိတ်ဝင်စားပြီးလုပ်ငန်းခွင်မှာစတင်ဝင်ရောက်လုပ်ကိုင်သူများလက်ရှိ HR နယ်ပယ်မှာလုပ်ကိုင်နေပြီးမိမိရဲ့ HR skills တွေကို update လုပ်နေသူများလက်တော် HR နယ်ပယ်မှာကြုံတွေ့နေရတဲ့လုပ်ငန်းခွင်အတွေ့အကြုံတွေကို theory ပိုင်းတွေမဟုတ်ဘဲလက်တွေ့ကျကျသင်ယူနေသူများမိမိရဲ့ HR career ကိုစနစ်တကျ develop လုပ်လို့သူများတက်ရောက်တင်ပါတယ်။ HR career နဲ့ပတ်သက်လို့ entry level ကနေစတင်ပြီး professional level အထိ career develop ဖြစ်ချင်သူများအတွက်အထူးအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ Alibaba Promotion အနေနဲ့မေလ9ရက်နေ့အထိသာအနက်နိုင်မှာဖြစ်ပြီးတော့ training လေးကိုတော့မေလ9ရက်နေ့မှာစတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။လူဦးရေကတ်သက်ချက်လေးရှိလို့တမတ်လူဦးရေမပြည့်ခင်အမြန်လေးစာရင်းပေးသွင်းလိုက်ဖို့တိုက်တွန်းလိုက်ပါရရှင်။အသေးစိတ်လေးကိုသိရှိလိုပါကဖုန်းနံပါတ်399258283834သို့ဆက်သွယ်မြင်မြန်ဆောင်စမ်းနိုင်ပါတယ်။